မင်္ဂလာပါကျွန်တော် vlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော် trade recap လုပ်ပေးမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်အပတ်တိုင်းတစ်ပတ်ပြီးရင်တနင်္ဂနွေနေ့မှာလုပ်ရရှိတဲ့အရာလေးကိုကျွန်တော်ထပ်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဘာအကြောင်းအရာလဲမပြောခင်မှာကျွန်တော်ရဲ့ page ကို like and subscribe follow လုပ်ပေးကြပါမယ်စလိုက်အောင်ဆိုတော့ကျွန်တော်တစ်ပတ်ပြီးတိုင်းတနင်္ဂနွေရောက်တိုင်းမှာလုပ်တဲ့အကျင့်လေးတစ်ခုရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်အရင်တော့လည်းဗီဒီယိုမှာကျွန်တော် share လုပ်ခုတာရှိရဲဆိုတော့အဲ့ဒါဘာလဲဆိုရင်ကျွန်တော် trader တိုင်းမှာအရေးကြီးတဲ့ journal ရေးတာဖြစ်ပါတယ် journal ကရေးရုံပဲမဟုတ်ဘူးပေါ့နော်ရေးပြီးရင်လည်း journal ကိုပြန်ပြီးလေ့လာဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တနင်္ဂနွေနေ့မှာကိုတစ်ပတ်မှာဘာတွေ trade ခဲ့လဲ trade ပြန်တဲ့အကြောင်းဝင်ခဲ့လဲဘယ်နေ့မှာမားခဲ့လဲဘယ်နေ့မှာမှန်ခဲ့လဲဘာတွေပြုပြင်သင့်လဲဆိုတော့ကျွန်တော်တနင်္ဂနွေနေ့မှာကိုယ့်ကိုပြန်စမ်းစစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့စမ်းစစ်ရမယ့်အချိန်ရောက်လာပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အားလုံးကိုလည်းကျွန်တော်ဘယ်လိုမျိုးစမ်းစစ်လဲကျွန်တော်ဘယ်လိုမျိုးကိုယ်သုံးသက်လဲဆိုတော့ sharing လုပ်ပြတဲ့အနေနဲ့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးတော့ဖြစ်ပါတယ်ဒီတစ်ပတ်မှာကျွန်တော်3ကြောင်းဝင်ခဲ့တယ်ပေါ့နော်ဒါတော့နိုဝင်ဘာ4ရက်နေ့မှာဆိုတော့ဒီမှာတွေ့တဲ့အတိုင်းပဲနိုဝင်ဘာ4ရက်နေ့မှာကျွန်တော် trade ဝင်ခဲ့တယ်ဆိုတော့ဒီ trade ကကျွန်တော် recap ဗီဒီယိုလေးလည်းလုပ်ပြီးသွားပြီပေါ့နော် live trade လေးလည်းကျွန်တော်တင်ထားတာရှိတယ်ဆိုတော့အဲ့ဒါလေးကိုမကြည့်ရတဲ့လည်းဒီပေါ်လာတဲ့ link လေးမှာနှိပ်ပြီးတော့ကြည့်ရှိလို့ရတယ်ပေါ့နော် TikTok ကလူတွေဆိုရင်တော့ကျွန်တော်ရဲ့ဒီ channel ထဲမှာတော့တင်ထားပေးတာရှိတယ်အဲ့ဒါကိုတော့ရှာပြီးကြည့်လို့ရတယ်ပေါ့နော်ဆိုတော့4ရက်နေ့အင်္ဂါနေ့မှာကျွန်တော်တို့ဘာကြောင့် trade ဝင်လဲဆိုတော့ကျွန်တော်တို့ချက်ကြည့်အောင်ဒါတော့ daily ပေါ့နော်ကျွန်တော်က top down analysis လုပ်တဲ့လူပေါ့နော်ပြီးရင် price action trader ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အမြဲတမ်း time frame အကြီးကနေစပြီးတော့ time frame အသေးအထိကိုတစ်စင်းချင်းလေ့လာတယ်ပေါ့နော်ဆိုတော့ daily time frame ကြည့်ရချင်းမှာဒီမှာ new week opening gap ရှိတယ်အရင်တစ်ပတ်က buyer တွေအများကြီးတော့ gap ကြီးပေါ်နေဆိုတော့ new week opening gap ကိုရှိတယ် ES က discount zone နဲ့ retrace လာနေပြီ NQ က new week opening gap တွေကိုဝင်လာပြီဆိုတော့အဲ့မှာကျွန်တော်တို့ price က reject ဖြစ်ရင် strongly rejection ပြရင်ကျွန်တော်က long လုပ်ဖို့ဒီမှာစဉ်းစားတယ်ဒါကကျွန်တော်ရဲ့ pre market game plan ပေါ့နော်အဲ့လိုစဉ်းစားလာတယ်နောက်ပြီးတော့ trade ကိုဘယ်မှာ execute လုပ်လိုက်လဲဆိုရင်ဘယ်မှာဝင်လိုက်လဲဆိုရင်เนาะကျွန်တော်တို့ဒီမှာ 5 minute market structure ဖြစ်ပြီးတော့ target setup ပေါ်လာတယ်အဲ့တော့ကျွန်တော် trade ဝင်လိုက်တယ်ပေါ့နော်ဆိုတော့ဒီ trade က stop loss ထိလား TP ထိလားဆိုရင် TP ထိပါတယ်ဒါပေမဲ့ full TP တော့မဟုတ်ဘူးပေါ့နော် 1.73R လောက်ပဲဝင်ခဲ့တယ်ဘာလို့ကျွန်တော်ဒီမှာ aggressively trade လုပ်လဲဆိုရင် OF ဆိုတာ only fan မဟုတ်ဘူးပေါ့နော် order flow Okay ဆိုတော့ order flow ကကျွန်တော်တို့ 4 hour မှာ bearish ဖြစ်နေတယ် daily time frame မှာတော့ကျွန်တော်တို့ buyer တွေများပြီးတော့ up trend ဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနေ့ဆိုရင်ကျွန်တော်သတိထားတယ်ကျွန်တော်ဒါ recap video မှာလည်းကျွန်တော်ပြောပြပြီးပြီပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့သတိထားတယ်နောက်ပြီးရင်1 hour bearish fair value gap ကြီးလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ stop loss trade လုပ်လိုက်တယ်ဆိုတော့ကျွန်တော်ရဲ့ NER stop loss trade လုပ်တာကမှန်တယ်ဆိုတော့အဲ့ဒီမှာတော့တိတ်ပြီးရေးစရာအကြောင်းမရှိဘူးပေါ့နော်ဒီကတော့ကျွန်တော်ရဲ့checklist တွေပေါ့နော်ဘာ checklist တွေကြောင့်ကျွန်တော်ဒီထဲဝင်ခဲ့တယ်ဆိုတော့ကျွန်တော် checklist ရှိရင်ရှိတယ်မရှိရင်မရှိဘူးကျွန်တော်ရေးရပေါ့နော်ဆိုတော့ဒါတော့အင်္ဂါနေ့ရပေါ့နော်ဆိုတော့ဗိုလ်တုံးတွေကိုကြည့်လိုက်အောင်ဗိုလ်တုံးတွေမှာလည်းကျွန်တော် trade တစ်ခုဝင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီ trade ကတော့ကျွန်တော် recap video မလုပ်ထားဘူးပေါ့နော်အစတော့ကျွန်တော်လုပ်ပေးမလို့ပဲဒါပေမဲ့ဒီ trade ကိုကျွန်တော်ဒီတစ်ပတ်တင်းတင်းငွေနေမှာပဲပေါင်းပြီးတော့ဟိုအချင်းချင်းပဲ recap လုပ်ပေးလိုက်မယ်လို့စဉ်းစားထားတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်မလုပ်ပေးတာပါစကြည့်လိုက်အောင် pre market game plan ပါလဲဆိုရင် price က bullish fair value gap ပေါ်လာတယ်ပေါ်လာပြီးတော့ကျွန်တော်တို့10 hour candle close ကိုကျွန်တော်စောင့်တယ်10 hour candle close ဆို4 hour ကလုံးဝ strongly bullish နဲ့ပိတ်သွားတယ်1 hour candle လည်း strongly ပဲဆိုတော့ price ကတော့ bullish fair value gap ကို respect လုပ်တယ်ပေါ့နော် respect လို့ကျွန်တော် long ကိုပဲစဉ်းစားတယ်တကယ်လို့1 hour bullish fair value gap ကို respect မလုပ်ဖောက်သွားရင်ကျွန်တော်တို့ short ကိုစဉ်းစားမှာပေါ့နော် A+ setup ပေါ်လာတယ်ဘယ်မှာပေါ်လဲဆိုတော့1 minute မှာပေါ်တယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော် entry ဝင်ခဲ့တယ်ဆိုတော့1 minute ကိုကြည့်လိုက်အောင်ဒါတော့5 minute ပေါ့နော်5 minute ကဒီမှာကြည့်ရင်ကျွန်တော်တို့တောက်လျှောက် strong buyer တွေများပြီးတော့ price က retrace လုပ်တာကိုကျွန်တော်စောင့်ပြီးတော့ entry ကိုဒီမှာဝင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်1 minute ပါ1 minute ကကျွန်တော် share liquidity internet liquidity ကို swap တယ် swap ပြီးတော့ market structure ပြောင်းတယ်ပြောင်းပြီးတော့မှကျွန်တော်တို့ entry ကိုဒီမှာဝင်နေတာပေါ့နော်ဆိုတော့အဲ့ဒီကကျွန်တော်တို့ full TP မရလိုက်ဘူး 1.18 ပဲ TP ရလိုက်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ SMD ပေါ်သွားလို့ပေါ့နော် ES ကကျွန်တော်ရဲ့ဒီအထက်က internet liquidity တခုကိုစားပြီးတော့ NQ ကမစားဘူး stamp ဒီလည်းပေါ်လာတယ်ဖြစ်တဲ့အတွက်ကြောင့်ပြီးရင်နောက်တစ်ခုက price action အဲ့နေမှာအရန်ချော်ပြီးဖြစ်တယ်ကျွန်တော်တော့ကောင်းကောင်းလေးမှတ်မိတယ်ပေါ့နော်ချော်ပြီးဖြစ်တယ်ဆိုတာက price က clear မဖြစ်ဘူးတက်လိုက်ကြလိုက်နဲ့ internet ထဲမှာအဲ့လိုဖြစ်နေတတ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်ဒီ trade လုပ်ပြီးတော့ကျွန်တော်ရဲ့ trade stop loss ကိုထိပါတယ် 1.18 TP ပဲရလိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဗုဒ္ဓဟူးနေ့မှာကျွန်တော် trade ခဲ့တဲ့ဟာလေးပါဒါကတော့ကျွန်တော်တို့Friday ရ trade လေးပေါ့နော်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ higher time frame ကိုကြည့်အောင် higher time frame ကိုကြည့်တဲ့အချိန်မှာဒါတော့1 hour ကိုကျွန်တော်ရိုက်ထားတာပေါ့နော်1 hour ကိုကြည့်တဲ့အချိန်မှာကျွန်တော်တို့ SMD ပေါ်သွားတယ်ကျွန်တော်ရဲ့ pre market game plan ကကျွန်တော် short ဖို့ပဲစဉ်းစားဘာလို့ဆို order flow တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ down trend ပေါ့နော် down trend ဆိုတော့ကျွန်တော် short ဖို့ပဲစဉ်းစားတယ်ဒါပေမဲ့ကျွန်တော်ဘာကြောင့် long ဖြစ်သွားလဲဆိုရင် ES ကဒီအောက်က major swing low ကိုလာ swap သွားတယ်လာစားသွားတယ် NQ ကလာမစားဘူးပေါ့နော်ဆိုတော့ဒီမှာ SMD ပေါ်တယ် SMD ပေါ်ပြီးတော့ကျွန်တော် market
structure ပြောင်းလားမပြောင်းလားကိုကျွန်တော် lower time frame မှာ confirmation ယူပြီးတော့ market structure ပြောင်းရင်ကျွန်တော်က entry ဝင်နေပေါ့နော်ဆိုတော့အဲ့ဒီမှာမြင်တဲ့အတိုင်းပဲ5 minuteမှာ market structure ပြောင်းတယ် internal liquidity US swap တယ်အဲ့လိုကြောင့်ကျွန်တော် entry ဝင်ခဲ့တယ် trading ရဲ့သဘောတရားကျွန်တော်အခုတခါလေးရှင်းပြမယ်ပေါ့နော်ကို technical analysis ဘလောက်ပဲမှန်ကိုဘလောက်ပဲလိုက်နာ loss ရင်လည်း loss မှာပဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တွေ့ရတဲ့အတိုင်းပဲ stop loss ထိတယ်ကျွန်တော်ဘာမှားွားလဲဆိုရင်ကျွန်တော်ကဒီမှာ one contract ကို additional ထပ်ပြီးတော့တင်ခဲ့မိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး additional တင်ခဲ့တာကျွန်တော်မှားလားဆိုတော့မမှားဘူးဒီကကျွန်တော်နည်းနည်းစောသွားတယ်လို့ပြောလို့ရတယ်ပေါ့အမှန်ကယ်ဆိုရင်ဒီ swing high ကိုဖောက်သွားတဲ့အချိန်ကျမှကျွန်တော်တင်လိုက်ရင်လည်းမမှားဘူးပေါ့နော်အဲ့ဒါကြရင်ကိုထွက်ပို့ပြီးတော့ save ဖြစ်တယ် bullish fair value gap ကို respect လုပ်တယ်ဆိုပြီးတော့ကျွန်တော်ဒီမှာထပ်ပြီးတော့ one contract ထပ်တင်လိုက်တယ်ပေါ့နော်ဒီနေ့လေးမှာတင်လိုက်တဲ့အချိန်မှာ price ကကျွန်တော် fake out လုပ်ပြီးတော့လာပြီးတော့စားသွားတယ် solid ထိသွားတယ်ပေါ့နော်ဆိုတော့ဒီမှာ 1.5 r loss သွားတယ်အမှန်တော့ကျွန်တော်ရဲ့ risk က 1r ပဲဆိုတော့အဲ့မှာကျွန်တော် 0.5 r ထပ်ပြီးတော့တင်လိုက်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အရှုံးနည်းနည်းလေးများသွားတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ပတ် trade ကတော့ကျွန်တော် profit ဖြစ်ပါတယ်ရှေ့နှစ်ရက်ကဝင်ခဲ့ပြီးတော့ဒီတရက်မှာ loss သွားတယ်ပေါ့နော်ဆိုတော့ profit လေးအနေငယ်ရခဲ့ပါတယ်ကျွန်တော် trading မှာလေကိုဘယ်လောက်မြက်လဲရှုံးလဲဆိုတာကိုဘယ်တော့မှ amount တစ်ခုနဲ့ကျွန်တော်ပြောလို့မရှိဘူးဘယ်လိုမျိုးကို mind ထဲမှာစဉ်းစားလဲဆိုရင်ကိုဘယ်လောက်မြက်ခဲ့လဲကိုဘယ်လောက်loss ခဲ့လဲ risk to reward နဲ့ပဲကျွန်တော်တို့ကပြောလို့ရှိတယ်ဆိုတော့ဒီတစ်ပတ်မှာဆိုရင်ကျွန်တော် 1.5 loss တယ်ဝင်ခဲ့တာက 3r နီးပါးလောက်ဝင်ခဲ့တယ်ဆိုတော့ 1.5r နီးပါးလောက်ကျွန်တော်ဝင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်တို့မှတ်ယူလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ account size နဲ့ပဲမူတည်တယ်ကို account size capital များလေကိုရဲ့ risk to reward ကောင်းတယ်ဆိုရင်ကိုကပိုများရမှာပဲကိုရဲ့ account size capital ကနည်းနည်းလေးနဲ့ကိုကဘယ်လောက်ရကျင်တယ်ဆိုပြီးတော့ရှာလို့အဲ့လိုမျိုး trading မှာလုပ်လို့မရဘူးပေါ့နော် okay ပါဒါကတော့ကျွန်တော်ရဲ့ဒီတစ်ပတ် trade recap လေးဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်3ရက် trade ဝင်ခဲ့တယ်နောက်ထပ် trade video လေးမှာပြန်လည်ဆုံးလေးပါအောင်